ချစ်ဆိုတာပါလေချို့ကပြောကြတယ်အချစ်ဆိုတာပေးစချင်းတဲ့တချို့ကပြောတယ်အချစ်ဆိုတာယူသွချင်းတဲ့ဒါပေမဲ့ဒီကမ္ဘာပေါ်မှာအချစ်ကြောင့်ပဲလူသက်သမားဖြစ်သွားတဲ့သူတွေလည်းရှိပါတယ်အလီရှာဘယ်ရီဆန်သူကလန်ဒန်မြို့ရဲ့နာမည်ကြီးပကြီးဆရာမတစ်ယောက်ပါသူ့ဘဝကပြည့်စုံလုံးလူတိုင်းကအားကြခဲ့ရတယ်သူခင်မောဂါဘရီယဲကလည်းနာမည်ကြီး fashion photographer တရားသူတို့အင်အောင်ကြီးကပြင်ပန်းကြည့်ရင်အရန်ကိုတာရပါတယ်ဒါပေမဲ့ဩဂုတ်လ25ရက်နေ့ပူပြင်းတဲ့ညတညမှာတော့အရာအလုံးဟာပျက်စီးသွားခဲ့တယ်ညဘက်အင်ပြန်ရောက်လာတဲ့ဂါဘရီယဲကိုအလီရှာဟာမျက်နှာချင်းဆိုင်ကနေပြီးတော့တနက်နဲ့နားချက်တိပြစ်လိုက်ပါတယ်ရဲရရောက်လာတော့အလီရှာဟာလောင်းပေးမှာပဲရှက်နေတယ်စကားတခေါမှမပြောဘူးရဲစခန်းရောက်တော့လည်းမပြောဘူးတရားရုံးမှာလည်းမပြောဘူးတဲ့ဒီနေ့ကစပြီးဒီနေ့အထိအလီရှာဟာလုံးဝနှုတ်ဆက်နေတဲ့လူနာ The silent patient ဖြစ်သွားခဲ့ပါတယ်သူဘာလို့တတ်တာလဲသူဘာလို့စကားမပြောရလဲဒီနေ့မိချို one dish one book မှာဖြေရှာကြည့်ရအောင်ပါရှင်အလီရှာကပါဇက်ကနေပြီးတော့စကားမပြောပေမဲ့သူ့လက်ရာပကြီးကားကနေပြီးတော့စကားပြောခဲ့ပါတယ်လူသက်သမားဖြစ်ပြီးရက်ပိုင်းအတွင်းမှာသူပကြီးကားတစ်ချက်ကိုဆွဲခဲ့တယ်အဲ့ဒီကားရဲ့နာမည်က assertive ပါဒါကတာမန်နာမည်တစ်ခုမဟုတ်ပါဘူးဂရိတန်တာကြီးပုံမြင်တစ်ခုပါပုံမြင်ထဲမှာ Admetus ဆိုတဲ့ဘုရင်တစ်ပါးကိုတိမ်မင်းကလာခေါ်ပါတယ်ဒါပေမဲ့တိမ်မင်းကပြောတယ်မင်းအစာအသေးခံမဲ့သူရှိရင်မင်းအသက်ချမ်းသာရမယ်တဲ့အဲ့ဒီမှာသူ့အဖေသူ့မိသူ့မိတ်ဆွေတွေဘယ်သူမှသူ့အစာအသေးမခံရကြဘူးနောက်ဆုံးမှာသူ့ကိုအရန်ချစ်တဲ့မိဖုရားလေးအဆက်တက်ကပဲသူ့အစာအသေးခံပြီးတော့တင်မင်းစီလိုက်သွားခဲ့တဲ့ပုံမြင်လေးပါနောက်ပိုင်းမှာဟာဂျူလီကအဆက်တက်ကိုတင်မင်းလက်ထဲကနေပြန်ကယ်လာပြီးတယ်ဒါပေမဲ့ထူးခြားတာကပြန်ရှင်လာတဲ့အဆက်တက်ဟာစကားတစ်ခေါက်မှမပြောတော့ပါဘူးသူဘာလို့စကားမပြောတော့တာလဲတင်မင်းကိုမြင်ခဲ့ရလို့လားဒါမှမဟုတ်သူ့ယောက်ျားရဲ့အကြကိုမြင်လိုက်ရလို့လားအလီရှာကသူ့ပကြီးကိုဘာလို့ဒီနာမည်ပေးခဲ့တာလဲဒီအချက်ကဒီဇက်လန်ရဲ့အကြီးမားဆုံးတဲလွန်စားပါပဲအခုဇက်ကောင်တစ်တယောက်ရောက်လာပါပြီသူ့နာမည်ကတော့တီယိုဖေပါပါသူကမှုတ်ခင်စိတ်ပညာကုထုံးဆရာတယောက်ပါတီယိုကအလီရှာရဲ့အမှုကိုအရန်စိတ်ဝင်စားတယ်တခြားဆရာဝန်တွေကအလီရှာကယူနေတာကိုလို့မရတော့ဘူးလို့ပြောကြပေမဲ့တီယိုကတော့လက်မခံဘူးတီယိုကိုယ်တိုင်မှာလည်းငယ်ဘဝစိတ်တန်ရာတွေရှိပါတယ်သူ့အဖေကအရန်ကြမ်းတမ်းတယ်ငယ်ကသူ့အဖေပြောခဲ့ဘူးတဲ့မင်းသာတည်သွားရင်ကောင်းမယ်ဆိုတဲ့စကားကတီယိုရဲ့ရင်ထဲမှာဆွဲနေခဲ့တယ်ဒါကြောင့်တီယိုကနာကျင်နေတဲ့လူတွေကိုကဲတင်ခြင်းစိတ်ပြင်းပြနေတတ်တယ်တီယိုကအလီရှာရှိနေတဲ့ The Group ဆိုတဲ့စိတ်ကြမ်းမာရေးစီယုံကိုလှုပ်ရှားပြီးရောက်သွားတယ်သူ့ရည်မှန်းချက်ကတော့တခုတည်းပါအလီရှာပြန်ပြီးစကားပြောလောက်အောင်လုပ်မယ်အမှန်တရားကိုဖော်ထုတ်မယ်ဒါပေမဲ့ The Group စေယုံကြီးကမလွယ်ကူပါဘူးစေယုံအုပ်ကြီးရဲ့ PR တခြားလူနာတွေရဲ့ချင်းချောက်မှုတွေကြားကနေပြီးတော့တီယိုကြိုးစားရတာပါတီယိုရဲ့ကုထုံတွေကြောင့်အလီရှာကလည်းနေချင်းကြုံပြန်လာတယ်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်တန်ရာတွေလေးကိုတီယိုကိုပေးဖက်ခဲ့တယ်။ထဲမှာရေးထားတာတွေဖတ်လိုက်ရတဲ့အခါမှာတော့ဆက်လန်ကဖိုဗီတက်ချရင်ဖို့ကောင်းလာပါတယ်။အလီရှာကယူနေတာမဟုတ်ပါဘူး။သူတတ်မှုမဖြစ်ခင်ရက်သက်တစ်ပတ်တွေတုန်းကအလီရှာကအိမ်မနေရင်တယောက်ကသူ့ကိုလိုက်ချောင်းနေတဲ့ stock လောက်နေတယ်လို့ခံစားနေရတယ်။အိမ်ရှိမှာကားတစ်စီးရက်ထားတာတွေ့တယ်။ညဘက်ဆိုခြံထဲမှာအရေးတွေတွေ့တယ်။ယောက်ျားဂါဘရီယဲကိုပြပြတော့ယောက်ျားကမြင်ဘူး
မင်းစိတ်ချနေတာပါဆိုပြီးတော့လက်လျှိုရှုထားတယ်အဲလီရှာခင်ဗျာဘလောက်ကြောက်လိုက်မလဲစဉ်းစားကြည့်ကြနော်ကိုကိုတရားရောက်ကတက်ဖို့ချောင်းနေမှန်းတတိယနဲ့သူမမယုံကြတဲ့ပေါ်ပေါ့နောက်ဆုံးတရားရေးစာမျက်နှာတွေထဲမှာသူ့အိမ်ထဲရောက်နေပြီဆိုပြီးတော့ရေးထားတယ်ဒါဆိုရင်ဂါဘရီယယ်ကိုတတ်သွားတာအဲလီရှာမဟုတ်ပဲနဲ့အဲ့ဒီစတော့ကများလားဒီကတော့ဒီလမ်းကြောင်းတိုင်းလိုက်စုံစမ်းတော့တာပါပဲကဲအခုချိန်ကစပြီးတော့အသက်ကိုပြင်းပြင်းရှူထားကြပါရှင်ဒီစာအုပ်ရဲ့အလှဆုံးနဲ့ကြောက်စရာအကောင်းဆုံးအပိုင်းကိုရှောင်နေပါပြီတီယိုစုံစမ်းရင်းနဲ့အဲလီရှာကိုချောင်းမြောင်းနေတဲ့စတော့ကာကသူလဲဆိုတာသိလိုက်ရပါပြီအဲ့ဒီစတော့ကာကသူလဲဆိုတော့တီယိုဖိုက်ပါဟုတ်ပါတယ်ကုထုံးစရာစီယိုဟာအဲလီရှာကိုကုဖို့ရောက်လာတာမဟုတ်ပါဘူးသူ့ကိုယ်သူကဲကျင်ဖို့ရောက်လာတာပါဆက်လန်ကတော့ကြည့်လို့ပါစီယိုကသူ့မိမကေတီဖောက်ပြန်နေမှန်းသိလိုက်ရတယ်သူ့မိမဖောက်ပြန်နေသူကသူလဲဆိုတော့အဲလီရှာရဲ့ခင်မဂါဘရီယယ်ပါပဲစီယိုကဂါဘရီယယ်ကိုလူတက်ချင်လို့လိုက်သွားတာတော့မဟုတ်ပါဘူးအမှန်တရားကိုဖော်ထုတ်ချင်လို့စတော့ကအနေနဲ့လိုက်သွားခဲ့တာပါအချင်းညကတီယိုအိမ်ထဲဝင်သွားတယ်ဂါဘရီယယ်ကိုကလထိုင်မှာကျုပ်တုတ်တယ်ပြီးတော့ဂါဘရီယယ်ကိုတနက်နဲ့ချိန်ပြီးတော့မိကုန်းတစ်ခုမေးတယ်မင်းသိမလားမမအဲလီရှာကိုသိခိုင်းမလားအဲ့ဒီချိန်မှာဂါဘရီယယ်ကကျွန်တော်ကမတတ်ပါနဲ့ကျွန်တော်မသိချင်ဘူးလို့ပြောပြီးတော့သူ့မိမကိုလက်ညှိုးထိုးပြခဲ့ပါတယ်ကိုအချစ်ဆုံးယောက်ျားကကိုသိခိုင်းလိုက်တဲ့အချိန်မှာအဲလီရှာသိသွားခဲ့ပါတယ်လူကမသိပေမဲ့သူ့စိတ်ဝိညာဉ်သိဆုံးသွားတာပါတီယိုကတနက်ကိုချပြီးတော့ထွက်သွားခဲ့တယ်အဲ့ဒီနောက်မှာအဲလီရှာကကျမ်းပြင်ကတနက်ကိုကောက်ကင်ပြီးသူ့ကိုသစ္စာဖောက်တဲ့ယောက်ျားကို9ချက်ကြစ်ပြစ်တက်လိုက်တာပါအဲလီရှာပါလို့အဲ့ဒီပကြီးကားကိုဆွဲခဲ့တာလေအစတစ်ဆိုရဲမိဖုရားကသူ့ယောက်ျားအတွက်တေခံခဲ့ပေမဲ့ပြန်ရှင်လာတဲ့အချိန်မှာသူ့ယောက်ျားရဲ့အတ္တကိုသိသွားလို့စကားမပြောတော့ပါဘူးအဲလီရှာလည်းဒီလိုပါပဲတီယိုကဂါဘရီယယ်ကိုတနတ်နဲ့မတတ်ခဲ့ပါဘူးအမှတ်တရားဆိုရဲဂျီဆန်နဲ့စစ်တက်ခဲ့တာပါအဲလီရှာစကားမပြောတာဟာပြောစရာစကားမရှိတော့လောက်အောင်နာကျင်သွားလို့ပါနောက်ဆုံးမှာတော့တီယိုဟာအဲလီရှာသူ့ကိုမှတ်မိသွားမှကြောက်လို့စိတ်ထိုးတတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအဲလီရှာရဲ့ဒဏ်ရာတွေကိုရဲစုံတောက်တွေရှာတွေ့သွားပြီးတော့တီယိုရဲ့စသိန်းလည်းပြီးဆုံးသွားခဲ့ပါတယ်။ဒီစာအုပ်ကကျမတို့ကိုပေးတဲ့သင်ခန်းစာကတော့ Silence is not empty, it's full of answers. နှုတ်ဆက်နေခြင်းဆိုတာဘလားတတ်မဟုတ်ပါဘူး။အဖြေတွေနဲ့ပြည့်နှက်နေတယ်ဆိုတာပါပဲ။ကဲဒီနေ့တော့ဇလန်လေးရှေ့သွားလို့မော်သွားပါပြီရှင်ဒီလို G5 ဗီဒီယိုမျိုးကိုကြိုက်ကြလားကြိုက်တယ်ဆိုရင်တော့ comment မှာ love mystery လို့ရေးပေးခဲ့ပါတော့နောက်ထပ်ဘာစာအုပ်တွေတင်ဆက်ပေးမလဲဆိုတာလည်းပြောခဲ့ပါအောင်ရှင် Mitchell One Dish One Book ကနေပြီးတော့နောက်ဆက်လိုက်ပါရရှင် bye bye